Guardian Blue Diamond Facial ကဘာကြောင့်အပြာရောင်ဖြစ်နေရလဲဒီအပြာရောင်က facial ရဲ့ physical အလှပအတွက်မဟုတ်ဘဲနဲ့သူဖြစ်လာခြင်းရဲ့အဓိပ္ပာယ်တွေအများကြီးရှိပါတယ်ဆရာတို့လက်ရှိအသုံးပြုနေတဲ့ implant တော်တော်များများရဲ့ SLA surface မှာအားနည်းချက်တွေရှိနေပါတယ်အဲ့ဒါကတော့ acid aging ပြုလုပ်ပြီးရတဲ့ implant မျက်နှာပြင်ပေါ်မှာ acid တွေကျန်ရှိနေရပါဒီ acid residue တွေကို SP surface treatment နဲ့ neutralize ပြုလုပ်ပြီးတော့ calcium ion တွေကိုထပ်ပေါင်းထည့်လိုက်တဲ့အခါမှာဆိုလို့ရှိရင် surface မှာရှိတဲ့ acid တွေမရှိတော့ဘဲနဲ့ပုံမတန့်ရှင်းလာပြီးတော့ blue color ဖြစ်လာတဲ့အတွက်ကြောင့်မို့လို့ blue diamond ရယ်လို့အမည်တွင်လာတာဖြစ်ပါတယ် acid free surface ဖြစ်တဲ့အတွက်ကြောင့်မို့လို့ implant နဲ့ပုံကြားမှာစိတ်ချရတဲ့ integration တစ်ခုကိုဖန်တီးပေးပါတယ် osseous integration ကိုအတင်းအကျပ်ဖန်တီးယူထားတာမျိုးမဟုတ်ဘဲနဲ့တဘာဝအတိုင်းဖြစ်စေပြီးတော့ long term safety အတွက်ကိုစိတ်ချရစေမှာပါဒါကြောင့် blue diamond ရဲ့အပြာရောင်မျက်နှာပြင်ဆိုတာကအမြင်လှပဖို့အတွက်မဟုတ်ဘဲနဲ့ immediate implant တွေအတွက်ကိုယုံကြည်စိတ်ချရဆုံး the best surface လို့ဆိုနိုင်တာပါ